လူတွေက biodiversity လို့ပြောလိုက်ရင်ဟိုးတော့နဲ့ကြီးထဲမှာပဲရှိတယ်လို့ထင်တတ်ကြပါတယ်။အမှန်ကကိုရီနဲ့မဝေးတဲ့နေရာတစ်ခုဖြစ်တဲ့ကန်တော်ကြီးလိုနေရာမျိုးမှာလည်းဇီဝမျိုးစုံမျိုးကွဲတွေကိုတွေ့နိုင်ပါတယ်။ပြည့်စိတ်ကလေးရဆိုလို့ရှိရင်မြေစီလွှာအတင်းမှရှိတဲ့လေနဲ့ရေကိုကောင်းစွာဝင်ရောက်နိုင်မှုအတွက်မြေကြီးတွေတုံ့ဆွပေးပါတယ်။အဲဒါကြောင့်မလို့ပြည့်စိတ်ကလေးတွေကို ecosystem ရဲ့ engineer လို့တောင်တင်စားခေါ်ပေါ်ကြပါတယ်။ခယူလေးတွေဆိုလို့ရှိရင်လည်းမြေပေါ်မှာကျဲပြတ်နေတဲ့တရက်6တင်နဲ့အပင်ပုတ်တွေကိုစားသုံးပေးခြင်းနဲ့တဘာဝပတ်ဝန်းကျင်ကိုတန်ရှင်းစေအောင်များမကပဲအလွန်ကောင်းမွန်တဲ့မြေစီလွှာကိုဖြစ်ပေါ်စေပါတယ်။လက်ပြလေးတွေကကျမတို့ရဲ့ဂေဟစနစ်မှာအလွန်လှပရုံများမကပဲမရှိမဖြစ်လိုအပ်တဲ့ဝိမုံကူရီသူတွေပဲဖြစ်ပါတယ်။ငှက်ကလေးတွေဟာဆိုလို့ရှိရင်လည်းမျိုးစေ့တွေကိုပြန့်နှံ့စေသူတဘာဝပိုးမွှားနှင့်မြေသမားများအဖြစ်တင်စားကြပါတယ်။သူတို့ဟာအသီးနှံတွေကိုစားသုံးပြီးတော့တခြားနေရာကိုရောက်တဲ့အခါမှာမျိုးစေ့တွေကိုစွန့်ပစ်ပေးခြင်းနဲ့တစ်တော်တွေကိုပြန်လဲဖြစ်ထွန်းစေပါတယ်။အဲဒါကြောင့်မလို့တဘာဝရဲ့ဟန်ချက်ကိုထိမ့်သိမ်းပေးတဲ့ငှက်ကလေးတွေအကောင်လေးတွေကို biodiversity မှာတွေ့နိုင်ပါတယ်။